ပေးအသုံးပြုတဲ့သူတွေကိုတက်ဆိုင်ရာဘဏ်တွေကနေအခါအားလျော်စွာ notification တွေပေးပို့ရရှိပါတယ်။ဥပမာအနေနဲ့ဆီယမက KB သုံးတယ်။ KB သုံးတဲ့အခါမှာဆီယမ KB log out ဖြစ်သွားတဲ့အခါမှာ login ပြန်ဝင်ဖို့ OTP ကုတ်တောင်းရတယ်။အဲ့လိုတောင်းတဲ့အခါမှာ OTP ကုတ်က message box ကကြာလာတဲ့အခါမှာဒီ OTP ကုတ်ကနန်း6လုံးကိုဘယ်သူမှပေးသိခံလို့မရဘူး။လုံခြုံစွာထားရမယ်ဆိုတော့ notification လေးပေးပို့ရရှိပါတယ်။ဆီယမ KB အသုံးပြုရဲဆိုတော့ KBZ ဘဏ်ကပေးပို့တယ်ပေါ့နော်။ဒီလိုဘဏ်တွေကကိုသုံးတဲ့ပေးတဲ့ငွေတွေဆုံးရှုံးမှုမဖြစ်အောင်လိမ်လည်မှုမခံရအောင်အမြဲတစေကိုယ့်ရဲ့ data အချက်လက်တွေ password တွေနော် username တွေ OTP ကုတ်တွေဒါတွေကိုအများသိအောင်အသိခံလို့မရဘူးเนาะလျှို့ဝှက်စာထားရမယ်ဆိုရင် notification တွေပေးပို့နေတဲ့အသားနဲ့ကိုယ့်ရဲ့ပေါ်ရော့မှုကြောင့်ကိုယ့်ရဲ့အချက်လက်တွေတခြားသူသိသွားမယ်ကိုယ့်ရဲ့ပေါ်ရော့မှုကြောင့်ကိုယ်နဲ့အတူနေမိဘဆွေမျိုးတိုင်ဝမ်သိသွားမယ်ဒီလိုသိသွားမယ်ဆိုရင်ကိုယ့်ရဲ့ပေးတဲ့ကငွေတွေအလွယ်တကူတစ်ဖက်ကိုလွှဲပြောင်းရယူလို့သွားနိုင်ပါတယ်ဒါကြောင့်အများပြည်သူအနေနဲ့သတိချက်တင်ပါတယ်ကိုယ့်ရဲ့အချက်လက်တွေကိုလူတိုင်းကိုပေးသိလို့မရပါဘူးဒါတော့တစ်ချက်ပေါ့နော် online payment တွေနဲ့ပတ်သက်ပြီးတော့ငွေတွေဆုံးရှုံးမှုဖြစ်အောင်ကျမကအသိပေးခြင်းဖြစ်ပါတယ်နောက်တစ်ချက်ကအခုကျမကိုယ်တိုင်ကြုံတွေ့နေရတာကျမကဒီလို online ကနေပြီးတော့ဥပဒေဘူးတူတာတွေမျှဝေတယ်နော်အပြင်းပြေ TikTok တချင်းလေးနဲ့ဆော့တယ်ဒီလိုကိုယ့်ရဲ့ TikTok post တွေကိုကျမရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ကျမရဲ့ post တွေကိုစိတ်ပြီးတော့လိမ်လည်ခြင်းတဲ့သူတွေက post တင်လိုက်တယ်ချင်းခွေထုတ်လို့ရပါတယ်ဒီဆီယာမနဲ့ဒီရှေ့နေဆီယာမနဲ့စာချုပ်ချုပ်ပေးမှာပါဒီ Viber ဖုန်းနံပါတ်ကိုဆက်သွယ်ပါဆိုပြီးတော့လူလိမ်တွေက post အတူတွေတင်ပါတယ်အဲ့လိုတင်လိုက်ခြင်းအပြင်အခက်အခဲဖြစ်တဲ့လူတွေငွေကြေးလိုချင်တဲ့လူတွေကဟဲငွေချင်းနေတာပါလားဒီဆီယာမကရှေ့နေဆိုတာငါတို့သိတယ်သူနဲ့စာချုပ်ချုပ်ပေးမှာပဲဒီ Viber ကိုငါဆက်သွယ်လိုက်မှာပဲဆိုဆက်သွယ်လိုက်ရောဆက်သွယ်လိုက်တဲ့အခါမှာလူလိမ်ကခမည်းတော်ငွေကြီးချင်ရင်ဖောင်ဖို့ဘာဖို့ညာဖို့ဘလောက်ပေးအရင်လွှဲဒါမှကျွန်တော်တို့ငွေထုတ်ချီးနိုင်မယ်ဆိုပြီးတော့လိမ်လည်မှုတွေစပြုလုပ်ပါပြီအဲ့လိုစပြုလုပ်တဲ့အခါမှာအများပြည်သူကကိုကငွေရလို့ဇောနဲ့နော်တစ်ဖက်ကလိမ်တာကိုယုံလွယ်ပြီးတော့ဖောင်ဖို့ဘာဖို့ညာဖို့ငွေကိုအရင်လွှဲလိုက်မယ်အဲ့လိုလွှဲလိုက်ရင်တစ်ဖက်ကကိုယ့်ရဲ့ဖုန်းဘလော့ပြီးတော့ကိုရှိရငွေကြေးကိုဆက်သွယ်ကွန်ရက်ကိုအသုံးပြုပြီးအလွယ်တကူရယူသွားမှာပါဒီလိုရယူသွားခြင်းဖြင့်အများသူငါရဲ့ငွေတွေဆုံးရှုံးနေတာသွားနိုင်ပါတယ်